နေတာရဲ့အချိန်တော်များများကိုပြင်မာတီဗီနဲ့ကုံဆုံးနေပြီလက်ကွန်ရင်လက်ထဲမှာငွေအနှင်းငယ်ပဲကျန်တဲ့ဘဝကိုညှို့နေတာရုံးငယ်ရတဲ့နေ့ရက်တွေထဲမှာကိုယ့်အတွက်ချိန်မရှိသူမိသားစုတွေလည်းပို့ပို့တတမပေးနိုင်တဲ့ကစိတ်ထဲမှာဘလောက်တောင်ဝင်ပြီးနေလဲအွန်လိုင်းမှာဝင်ငွေရှာမယ်ဆိုပြီးစမ်းသပ်ကြည့်ရတာလေရင်းနှီးဆုံးရှုံးမှုနောက်ဆုံးကိုအားမရတဲ့အဖြစ်ကြုံတွေ့ရပူပါတယ်ဒီတော့ပြဿနာကညီကိုလိုမဟုတ်ပါဘူးမန်ကန်နဲ့လမ်းကြောင်းနဲ့နီးစနစ်ကိုမသိကြလို့ပါဒါလာထရေးဂျင်းဆိုတာလောင်းကစားတစ်ခုမဟုတ်ပါဘူးဒါကဈေးကွက်ကိုအနိကလေးလာပြီးကြိုတင်ခံမှန်းရတဲ့နည်းပညာတစ်ခုပါဈေးကွက်လမ်းကြောင်း trend ကိုဘယ်လိုဖက်ရမလဲဟိုရဲ့ရင်းနှီးမြုပ်နှံမှုတွေကိုဘယ်လိုစနစ်တကျခွဲဝေရမလဲဆိုတဲ့ချက်လက်တွေကအဓိကတော့ချက်ပါခုဆိုရင်ပြင်မှာပင်မခံနေကြမလို့ပဲဖုန်းတစ်လုံးနဲ့နေရာတိုင်းမှာစနစ်တကျဝင်ငွေရှာနိုင်မယ့်ခေတ်ကိုရောက်နေပါပြီဘာမှမသိသေးတဲ့ beginner တွေအနေနဲ့လည်းစိတ်ပူစရာမလိုပါဘူး timeline တွေကိုဘယ်လိုခွဲခြားရမလဲစိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုအစဉ်စဉ်ပြသပေးတဲ့အတိုင်းအဝန်ရှိတာကညီတို့အတွက်ဝင်ရေးပါငွေကြေးအတွက်တိုးတက်မှုတစ်ခုကိုတကယ်လို့ရင်းနေဆိုရင်တော့တေးသိစုံစမ်းလိုပါက profile bio link ကတစ်ဆင့်ဒါမှမဟုတ် Telegram တပ်ပြင်း7တို့စုံစမ်းပြီးမြင်လိုက်ပါ